လာပါရှင်တန်တန်ချင်မကျိုးဆိုပါရရှင်ဒီကွန်ဆက်ပေးမဲ့ကွက်လေးရတော့မန္တလေးမြို့အရှိမြို့တဲ့ဇဇဖရိနေမှာရှိတဲ့အင်ပါရောင်းလေးနဲ့မိတ်ဆက်ပေးမှဖြစ်ပါတယ်ရှင်ဒီကွက်လေးရဲ့ပေကျလေးရတော့မျက်နှာပွင့်ပေ20နဲ့နောက်ပုတ်ပေ60ရှိပါတယ်အဲ့လေးကတော့တောင်ပတ်လက်လေးဖြစ်ပါတယ်ရှင်ဆမှုဆိုင်ဆန္ဒလေးကတော့ခရံလေးနဲ့ရရှိမှဖြစ်ပါတယ်ဒီကွက်လေးရဲ့ဒီနေရာလေးကတော့53မိနစ်မိုင်နဲ့အနည်းဆုံး110မိနစ်လမိုင်နဲ့အနည်းဆုံးမှရှိတဲ့ကတ္တရလန်သားကျဲလေးပေါ်မှာတည်ရှိပါတယ်ရှင်ဒီအကွက်လေးကိုခေါ်ဆိုထားတဲ့ဈေးနှုန်းလေးကတော့33000လေးနဲ့ခေါ်ထားပါတယ်ရှင်ဒီအကွက်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့တန်တအိမ်ချက်မျိုးဆက်သွယ်ပေးပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်